ကြာလွန်ခဲ့တဲ့နှစ်90မှာပြောင်းလဲတဲ့လူနဲ့အတူတူပဲဖြစ်တယ်အချိန်နာရီဆိုတာပြန်ယူလို့မရဘူးဖြစ်ဒါကြောင့်တချို့ကချင်းမွန်ချင်းကိုညီငွေတတ်တယ်ချင်းမွန်ချင်းညီငွေတတ်တဲ့လူကကောင်းကင်ဘုံမှာမပြောတော့ဘူးကောင်းကင်ဘုံမှာအမေရိကန်ထာဝရဘုရားကိုချင်းမွန်ရမယ်ခုတခါကိုဆောင်ပွေးတော့ခွေအင်္ဂလိပ်မီဇုံနဲ့ဘာသာပြန်တဲ့ခွေတစ်ချက်ကျွန်တော်ကြည့်လိုက်တော့အရာအားရခရီးယန်တယောက်အသက်90အသက်ရှင်တဲ့တယောက်ရဲ့အချိန်ဖြူချင်းတွက်ကြည့်တဲ့အခါမှာအဲ့ချိန်အသက်90မှာအဲ့ချိန်ဘယ်နှစ်ရှိလဲခမင်းစားချိန်အလားပြန်ချိန် no ဒီခါမှာဖယားဒီတနာကိုကျန်းလာမဲ့အချိန်ပေါ့နော်အဲ့ဒါကိုဖယားနဲ့မှုရုံတဲ့အချိန်ကတနည်းကွဲလောက်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့နိခနာဇေမှာဖယားအတွက်အချိန်ပေးတာတနည်းကွဲလောက်ပဲရှိတယ်ဒီနေ့ကဘာမှာဖယားအတုံးပြုတဲ့လူတွေပုံပုံကြီးကြီးလိုက်လို့ရှိတရက်မှာ24နာရီမှာ2နာရီအနည်းဆုံး2နာရီဖယားနဲ့စကားပြောတဲ့လူတွေကျွန်တော်တို့45မိနစ်တရားနာနေတာပြီးဝိတယ်အဲ့ဟောရှိတဲ့လူရှိရင်ဟောတော့တော့ဆိုပြီးတော့စိတ်ထဲကနေငွေတက်တယ်အားကြောင့်ဒီဖယားရဲ့နှုတ်ကပတ်တော်ဆိုတာကျွန်တော်တို့ဝိညာဉ်အစာဖြစ်တယ်ဟိုတခါကျွန်တော်ပြောမှုတယ်ဒီခန္ဓာကိုယ်ရဲ့အစာဟာကျွန်တော်တို့ဦးစားပေးကြတဲ့တရက်ကို3-4ချိန်လောက်ထမင်းစားတယ်မနေ့ထားတယ်တရေစားတယ်နောက်ပြီးတော့နေ့လေတစ်ခါလက်ဖက်ရည်ပြန်တောက်တယ်မုတ်ဒီစားတယ်ခန္ဓာကိုယ်အသက်ဒီလောက်ဦးစားပေးတယ်လို့အခုကျွန်တော်အသက်ဟာ30နဲ့ကျွန်တော်နေ့လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်ပြောင်းလဲတာ3နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ဒီဝိညာဉ်လူနဲ့ဒီဇာတိလူဟာနှစ်ပန်းလုံးလိုက်ရင်တွေ့နိုင်မလား3နှစ်သားနဲ့39နှစ်သားနှစ်ပန်းလုံးလိုက်ရင်တွေ့နိုင်မလားဒါကြောင့်ဒီခန္ဓာကိုဦးစားပေးတယ်လို့ဒီဝိညာဉ်လူဟာကျွန်တော်တို့အစာကျွေးဖို့လို့ဝိညာဉ်အစာဟာပါလေနှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်များများစားတဲ့လူဟာဝိညာဉ်လူဟာကြီးထွားတယ်ဟာလေလုယာဒါကြောင့်အာဗြဟံရဲ့အသက်တာကြီးလိုက်လို့ရှိရင်ဣဇက်နှုတ်ကပတ်တော်နဲ့ဖယားရဲ့ဂတိတော်နဲ့ရထားတဲ့ဣဇက်နဲ့ဣစမေလအကြောင်းကိုကြည့်လိုက်လို့ဣစမေလဟာအသက်ကြီးတယ်သူတို့ငယ်အရွယ်မှာအာဗြဟံကအစဉ်ပေးတယ်ဒါပေမဲ့နည်းနည်းကြီးလာတော့တယောက်နဲ့တယောက်နှစ်ပါးလုံးကြတယ်တယောက်နဲ့တယောက်ထူးကြတယ်ဟိုအကြီးကောင်ကအငယ်ကောင်ကိုအနိုင်ကျင်းလိုက်တဲ့အခါမှာအာဗြဟံကိုအစဉ်မပေးတော့ဘူးကျွန်တော်တို့အသက်တာမှာလည်းတစ်ခါတလေအလုပ်လုပ်တဲ့အခါမှာမောတဲ့အချိန်ရှိတယ်နော်မောတဲ့အချိန်မှာဒီနေ့တော့မောတာပဲဆိုပြီးတော့ဗျတပူလေးအေးလေးတောက်လိုက်လို့ရှိရင်အဆင်ပြေတယ်ဒါပေမဲ့ခါတိုင်းမိတိုင်းတောက်လိုက်တဲ့အခါမှာအဆင်မပြေတော့ဘူးကာနာမင်္ဂလာဆောင်ပွဲမှာလူလုပ်တဲ့စပိကြီးကပထမကောင်းတယ်ဗျနောက်မှမကောင်းဘူးဘုရားစင်ဝါတုံးဆွဲတာပထမကောင်းတယ်ပြောတယ်ကျွန်တော်ကနှစ်ပေါင်းများစွာမူရစီဝါကြီးကျွယ်မိုးဝမှာနေပြီးခဲ့တယ်ကောင်းတယ်ပထမကောင်းတယ်ပထမနံပါတ်4တောက်တာရေတောက်ပေါ်မှာရေကစားတဲ့အခါမှာနည်းနည်းဆူလိုက်လို့စီ
đã phóng này còn mà công này vậy tao biết xoay lại để khám mà tuy đã cả công như để khám mà công được bu đủ về đủ vậy chênh hà tung giật bu như vậy đi đi mà cho nó động hết thịt cu chủ nhà đâu mà nên tiền tiền hết thịt cu về chú gặp anh gì cho nó tâm ý đi xuyên anh gì quên sẽ lấy đi nó Allah pin ra đấy lắm mẹ bây lâu bé gì mới xuất xuất bây lâu bé anh ăn công phải hả anh miền mà lù tay alo hả lù ta alo hả phải hả anh miền mà anh ăn mà công mu chỉ dù từ bây giờ chỉ nó nông cái lại nông cái bắt đầu phát triển à bây cháu ni hồ mù ca lúa bóng đâu đi bây giờ đã biến xí đồ này à thì biết chào lúa bóng đâu bây giờ đã biến xí mà à thì biết đẹp à thì biết đẹp sudah chết là gì mà có mu hay lù cái nhá chỉ là chết gì mà có mu vậy su đấy khăm mà nó đâu vấn đề chết đấy mà là chết gì mà có mu lù đi khi để phai á anh em mà bao lâu bé Allah biên bao lâu bé gì mới đi xuất bao lâu bé cho nó đâu mà phai á anh em mà anh làm gì đấy chết là gì mà cao đấy ai bu mà bu apita đã giống cho nó đâu hay á anh mà apita khi để được cháu cho nó đâu chín lúc mà nhà đấy apita bao qua cái này balu le ke tin bu achini su de neya ga ne kaung de neya ko chano do lu de atwat chaung phaya ku dai lu ya ti ko khan pi do ma kaung ken bong si sing ko swan pi do ma di loka ma chwa la phit di loka ma chwa la do cho nó Obama cái cụပြောmà phải biết xây gì đấy phải biết xây gì nó ông chi lán khét bị được của ông này này tua này chạy mà nó ông chi là đấy nhớ đâu mà nó ông chi là vì nó lúc sáng nàyပြောlà gì ná lên mà học bu cha cháu phải biết xây ná lên ông phải biết xây luôn cho nó đâu ăn tiền kéo nhà mà đã chẳng lưu cùng kê tiền hút anh nhá gà lưu nhà thì ăn gì đó thì nó càng lưu ăn gì này lưu nó gà mà chua lại lưu chua là vì đâu mà tu nhá ta đánh đói yên lẽ ta đánh đói này tu nhá bay xa yên lẽ tu bay xa chắc đấy taya ma taya lu be cho nó đâu kể tiền vụ anh nên su đấy nó tiếng đâu mà muốn qua này nia mày ra đâu vụ nia mày ra này đâu vụ nó sẽ quên mặt tay thao đây nia mày ra này đâu bây lâu nàn so mà lệ bây lâu không so nàn mà lệ đi nè cho nó đúng xanh là lâu hả nhìn nhớ đấy xanh là lâu không so nàn đấy thì xanh là lâu ngó bạn đấy đi qua đấy thì xanh là lâu mà đi nhà mà chỉ chú hay ra phải cho nó đúng xanh là lâu tất cả luôn phần vui
ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးဟာတန့်ရှင်းစီခြင်းနဲ့မကောင်းတဲ့ကျွန်တော်တို့ပြုပြန်ခြင်းနဲ့ဘာကြောင့်နန်းတော်မှာမမွေးဖွားတာလဲမောစီလိုနန်းတော်မှာအဲ့တော့ပညာရီတင်ပြီးတော့မှအသက်ပညာရီတင်ပြီးတော့မှဘာကြောင့်အသက်မရှင်တာလဲဘာကြောင့်စီးပွားရေးသမားအလုပ်စီးပွားရေးအလုပ်မလုပ်တာလဲလက်သမားအလုပ်လုပ်လက်သမားဆိုတာမကောင်းတဲ့တိတုံးတွေတခါမှအတုံးမခံတည်တဲ့တိသားတွေလူအရင်ဖြတ်တယ်လူအရင်ជីဘောတိုက်တယ်မကောင်းတဲ့ဟာတွေဖယ်ရှားတယ်ကောင်းအောင်တုံးလို့ရအောင်စပွဲဘီယူနော်ကလာထိုင်တော့ဘာလို့အတုံးလို့ရအောင်ပြုတ်ပြန်တဲ့လက်သမားဖြစ်ဒါကြောင့်နှစ်30လုံးဟာဘုရားကပြုတ်ပြန်ခြင်းလုပ်ငန်းမှာအလုံးလို့ဒါကြောင့်ကျွန်တော်တို့ပြည့်စည်တဲ့ဒီခန္ဓာကိုပြုတ်ပြန်ခြင်းလို့ဘုရားကယေရှုဘုရားကလူရသူကိုခံပြီးတော့ဒီလောကမှာပြုတ်ပြန်တဲ့လုပ်ငန်းကိုနှစ်ပေါင်း30လုံးဒီနေ့ကျွန်တော်ဟာသူများတို့ရှိပါသေးတယ်ရပ်တည်နိုင်တာအချိန်လုံးကဒီလိုမျောလဲချက်လဲသူများရှိမှတရားဟောနိုင်အကြီးရွှေချက်လဲမရှိဘူးဘိန်းရှုမဲ့နောက်ဆုံးမှတည်သွားတယ်ဒါပဲဒါပေမဲ့ဘုရားကကျွန်တော်ပြုတ်ပြန်လို့ဒီတရားလေးရှိမှကျွန်တော်ရပ်တည်နိုင်ခြင်းပဲဟာလေလုယာဒီရှုဘုရားပြုတ်ပြန်တဲ့ဘုရားတစ်ချိန်လုံးကဘိန်းသမားအခုတရားဟောသမားဖြစ်စေနိုင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာသူဘုရားကိုလည်းခုတ်သေးကျွန်တော်တို့ပြမကြရအောင်